ဒီမှာကျတော့အများနယ်ပဲဆိုတဲ့အခါကျတော့အဲ့လိုမျိုးလေးပေါ့တနာဖို့ကောင်း အတီးလေချီပါဆိုငါလည်းအသက်ကကြီးနေဘွားကြီးကဖြစ်ဒီလို တကယ်လည်းမချီနိုင်ဘူးဟုတ်တယ် ရောက်ထက်တော့ပုံမချီနိုင်ဘူး အဲဒါကြောင့်သူတို့စီရောက်လို့ရှိရင်ထိုင်ချလိုက်တယ်ထိုင်ချပေါ်ပြောဖို့တဲ့ပြောစီတက်လာသူတို့အဲ့ဒါကြီးပြောဖို့ကောင်း အေးပြောစရာလေးနော်အခုကျတော်တော်ပြောဖို့ကောင်းတယ်တကယ်မိချိုလေးကလေးချစ်တယ်ကလေးလေးတွေကိုဆိုချစ်တယ်အဲ့လိုမျိုးဆိုတော့ဒါပေမဲ့သူ့လိုတော့ကတိကရမခံနိုင်ပါဘူးသူကတော့တော်တော်ကိုတကယ်နော်တမီးနဲ့ဆိုမိချိုတို့ကြားလိုက်ကားလိုက်နေမှာတော်တော်ကြိုက် အမရဲ့အမီလိုပဲနော် ဒုက္ခရောက်ရှင်တော့လည်းသူအားပေးရတာဟဲ့အဲ့ဒီဖုန်းနဲ့အဲ့လိုမျိုးလေး အရင်ချစ်တာ သူကအဲ့လိုမျိုးလေးဖြစ်သွားဆိုတော့ဝင်းတာလိုက်တာလို့သူကလေးတွေကိုစားပေါ့ဒီကလေးတွေကိုစားတော်တော်ကိုဝင်းတာသူချီးလေးချီကျူးလေအိုးဒီကလေးလုံနိုင်တယ်ညသူထင်းလည်းမကြည့်ဘူးလေမဖြစ်သူကစကားလေး မအေးတော့လေဒီလိုမျိုးတောက်မယ်လို့မထင်ဘူး အေးပြောတာမှမဟုတ်ပဲကားရိုက်နေလဲဘာသာကြည့်တယ်လို့ဘာလို့အဖားသူပြောတတ် ပြောတတ်တာ အစ်စိနေတတ်တယ်အကျင့်လေးရှိတယ်အဲ့လိုပြောတယ်ဆိုတော့အဲ့ဒီအကျင့်လေးရှိတဲ့လူကဒီလိုလုံနိုင်လိမ့်မယ်လို့ထင်ကိုမထင်ဘူးအဲ့သူလူတက်အောင်မြင်သွားတော့လေအောင်ကောင်းလိုက်တာပေါ့စိတ်ချမ်းသာလိုက်တာလေအခုဒီကိုလာတော့ပို့တောင်းကျင်းတတ်သေးတဲ့တမီးရဲ့အမလေးသုံးတဲ့ကိုဒါကြောင့်မချိုမတက်ဘူးခါတိုင်းဆိုပြီးတော့လေတက်လိုက်နေအေးအပေါ်ထိရောက်သွားတာအရင်တော့ဆိုဘယ်တက်နိုင်မလဲသိရမလားဒီလောက်နဲ့အဲ့လားဖြစ်နေတော်ပျော်စရာကောင်းတယ်လေဒါကြောင့်မလို့စိတ်ချမ်းသာလို့ စိတ်ချမ်းသာ မျက်နှာလေးလှ သူတို့နဲ့နေတော့လေသူတို့အရွယ်ပဲဖြစ်သွားရမေးချင် အေးဘောအေး ကိုတက်ရွယ်လဲကိုမမေ့သွားတယ်သူတို့နဲ့တခါကျရန်ဖြစ်ပေါ်ရန်ဖြစ်ပဲအကြီးတွေနဲ့တခါကျရန်ဖြစ်ရတယ်သူတို့ကပြန်ပြောလိုက်ကိုကပြောလိုက်နဲ့တယောက်တစ်ခုအဲ့လိုမျိုးတွေဆိုတော့ကိုကသူတို့အရွယ်ဖြစ်နေ အေးလေနောက်တော့ तू ကလေကဘာတော့အတိမပြည့်တယ်ဆိုတော့ဘာပြောလေဟိုဘေကလေးတယောက်ရဲ့အရင်အားစွမ်းအားပေါ့နော်အဲ့ဒါဘယ်လောက်ထိရောက်တယ်လဲဆိုတာကိုထားမေချူကဂုံယူတာအဲ့လိုမျိုးအမေကျုံးတဲ့လူတွေကိုလည်းပြောပြတယ်ငါတို့မလုပ်နိုင်ဘူးလို့သိဝါဒနာပါတယ်လို့ချင်တယ်ကလေးတွေချစ်တယ်ချစ်ပဲချစ်နိုင်တယ်သူ့လိုဒုက္ခတွေမခံနိုင်ဘူးလေဆိုတော့အဲ့ဒါ तू ဒီလိုကြီးလုပ်သွားဆိုတော့မေချူကကိုမေကလေးဒုအနေနဲ့ကတော့ကိုကတော့မောပြီးတော့ဂုံယူတာပေါ့တမီးရဲ့ချီလဲချီကျူပါတယ်ပြီးတော့တမီးပို့ပြီးတော့လက်တိတဲ့အောင်မြင်အောင်ပါဘာလို့ဆိုသူစေတနာအများများတယ်လေအဲ့လိုပဲပေါ့ ဟုတ်လားကလေးရှင်မှာလားမေဒီယာဆိုတော့မေချိုးနဲ့တွေ့ရင်ဟောကလေးပြန် ကလေးဟုတ်တယ် ကလေးပဲ ကလေးမေချိုးနဲ့နေတော့ဆိုအမအဲ့လိုမေချိုပြောတော့အမစကားမပြောရမ်းအေးတယ်နော်တမီးကအေးတယ်စကားလည်းတိတ်မပြောတယ်မပြောတတ်တော့ခြေသလိုဖြစ်နေရပါဘူးအမရဲ့မျက်နှာကြောကတည့်ရတဲ့အတိုင်းပဲကိုကကိုနေကိုမျက်နှာတီးနေတာဆိုတော့လေအခုဆိုလို့ရှိရင်ဒါသူတို့နဲ့နေနေနေတဲ့ထိုင်တက်သွားတာပေါ့နော် အေးပေါ့အရင်တော့ तू အဲ့လိုပဲလေအရန်အေးတာလေ အေး ရန်အေးပြီးတော့အခါထဲမှာတော့ပိတ်ထားပြီးတော့ကျင်းချထားတယ်လို့ပဲအဲ့လည်းမလားအဲ့ခိုင်နေဝေကိုယ်လက်ခါကျမသိဒီကောင်းလေးဘာလို့ထွက်မလာတာလဲ ခန်းထဲမှာပဲ ဖြေနေတာလားလို့ပေါ့နော်အမှန်တော့မပြောတတ်မဆိုတတ်မနေတတ်အဲ့မပြောတတ်မဆိုတတ်မနေတတ်တဲ့ကလေးကအခုဒီလိုဂေဟာကြီးတစ်ခုလုံးဖွင့်ပြီးတော့လူပေါင်းများစွာကလေးပေါင်းများစွာကိုတာဝန်ယူပြီးတော့အုပ်ထိန်ပြီးတော့နော်ဒီရှင်သာအောင်လုပ်နေဆိုကုတော်ကတော့ तू ကနတ်ပြည်မှာတော့ဟိုကပေါက်နေပြီဘုံပေါက်မချဖို့တော့အိုင်မှာအမေကိုလွမ်းနေကြတဲ့သားလေးသမီးတွေပါရှင်။ဒါကြီးနန်းလို့ရှိရင်ရီးလိမ့်မယ်ကြည့်။တဲတုံးလေးအတဲတုံးလေးမလေးအချွဲတာကြည့်။ချွဲတာအချစ်ခံကြတာ။အချစ်တုံးလေးအတဲတုံးလေးအမေတဲလေးကပေါက်ဖော်လေးပါလို့ခလေးလေးအဒီကတော့9လကျော်ပါပြီမာရောနော်အမလေးအမေချစ်လားအမေချစ်လားအမေချစ်လားโอเคလာခဲ့ပါရှင်တော့ live ကရိုက်နေနေဧည့်သည်လာတာနဲ့တန်လိုင်းဖြစ်သွားလို့အဲ့ဒါနဲ့ပြန်ဖြတ်ပြီးတော့အခုမှပြန်နှွှဲမလင်ကသမီးလေးနှခမ်းနေပေးသွားတယ်မင်းလေးရှိပြလိုက်ကလေးလေးရှိပြလိုက်အမလေးကလေးလေးရှိပြလိုက်မေတဲတုံးလေးရှိပြလိုက်လွတ်ချုပ်ပြီးပြီလားသမီးအမလေးတော့လွတ်ချုပ်ပြီးပြီလားသမီးနိုးချုပ်ပြီးပြီလားအမလေးရှိတာဟဲ့